အခုကျွန်တော်မှာရတဲ့ပစ္စည်းလေးကဖုန်းနဲ့ဗီဒီယိုရိုက်တဲ့အချိန်မှာလက်တွေပါတုံတက်တဲ့သူတွေအတွက်ပဲဖြစ်ဖြစ် creative ဖြစ်တဲ့ဗီဒီယိုတွေကိုဖန်တီးခြင်းတဲ့သူတွေအတွက်တကယ်အသုံးဝင်မဲ့ Small ရဲ့ all in one basic kit လေးဖြစ်ပါတယ် horizontal ပဲဖြစ်ဖြစ် vertical ပဲဖြစ်ဖြစ်သုံးလို့ရမယ်အပြင်ဖုန်းမျိုးစားအားလုံးနဲ့အသုံးပြုလို့ရအောင် adjust လုပ်လို့ရတဲ့မူလီလေးပါတယ်လို့ follow ရဲ့အရာဝါသနာပါတဲ့သူတွေအတွက်တခြားပစ္စည်းတွေတက်သုံးခြင်းနဲ့ဆိုရင် lighting တွေ mic တွေ SSD holder တွေနဲ့ပါချိန်သုံးလို့ရအောင်နေရာလေးတွေထည့်ထားပေးပါတယ်ကဲရောက်လက်ထဲအုံးသီးရပြီဆိုတော့ဒီစိတ်ကလစ်ကြည့်လိုက်ပါဦးမယ်နောက်ဗီဒီယိုတွေမှာလည်းတခြားအသုံးဝင်မဲ့ပစ္စည်းလေးတွေစမ်းကြည့်ပေးပါဦးမယ်ခင်ဗျာ